မနဲ့ရောက်နေပြီပဲဒီနေ့ကရောက်ပြီပဲဒါငါပထမဆုံးအလုပ်လုပ်တဲ့နေ့ပဲဟုတ်ဒီမှာငါဒီကောင်းနာမှာအလုပ်လုပ်ရမှာပဲဘယ်သူမှဝယ်သူတွေကလည်းမလာကြဘူးပဲငါခံဆောက်နေရပါပဲဘယ်သူမှလည်းမလာကြဘူးငါဝယ်ဆရာလေးရှိသေးရပဲအချိုးလေးကိုကျင်အချိုးရောက်လေးဟုတ်တယ်အဆောင်မဲ့ငါဒီမဟုတ်ရဲ့ဒီကအသီးတွေယူရမယ်အမဟိုပတ်ဆက်လာရှင်းတာဘယ်လောက်လဲဘယ်လောက်လဲဆိုတော့အမစုစုပေါင်းဟို2000ကျော်ကြပါရဲ့ဟုတ်လားအဲ့ဆို2000ကျော်အမပေးလိုက်မယ်နော်ဟုတ်ကဲ့ပါမအဲ့ဆိုရင်ရှင်းလာပြီးရှင်းရလားဟုတ်တယ်ကျွန်တော်လာရှင်းတာဟုတ်ကဲ့အခုစုစုပေါင်းကကြတော့တသိန်းကြပါရဲ့ဟုတ်ကဲ့အဲ့ဆိုရင်တသိန်းပြီးမယ်နော်ဟုတ်ကဲ့ပြီးပြီဝင်နော်ဟုတ်ကဲ့နောက်ကြလို့ရှိရင်လည်းလာပြီးအားပေးပါဦးနော်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်သွားလိုက်တော့မယ်နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါအမလာရှင်းတာဘယ်လောက်ကြာလဲရှင်စုစုပေါင်းတော့ကြာတဲ့မွေရတော့9000ကျကြပါအဲ့ဆိုကီဗီရှင်းနဲ့လွှတ်လိုက်ပြီနော်ဟုတ်ကြည့်လိုက်ပါဦးမယ်ဟုတ်တယ်ဖုန်းနဲ့လွှဲပေးလိုက်တာပဲပတ်စံအကိုလေးလာရှင်းရလားဟုတ်ပါရဲ့ကျွန်တော်လေးလာရှင်းရပါရှင်းပြီးသွားပြီနော်ဈေးတော့မပြောရသေးဘူးဒါလေးဟာအတီလူတွေကသူတို့ဝင်နေကြထင်တယ်ဈေးလို့တွေကတိတယ်ရပဲဒီကူကဘာလဲဘာမှလည်းမဝယ်ပဲနဲ့ဘာလို့ရိုက်နေရတော့နေရတာကြားနေပြီဘိုးလေးကြီးမှဒီဆိုင်မှာနွားလို့ရလားဟုတ်ရပါဒီဆိုင်မှာနွားလို့ရောအကိုအဆောင်ရပါရှင်အဲ့ဆိုရင်အကိုနွားလို့ပေးပါလားဟိုမှာနွားလို့တင်ညာရှိရအကိုကြိတ်တဲ့နွားလို့လေးသွားယူလိုက်နော်ဟုတ်ကဲ့အကိုဝယ်ချင်တဲ့နွားလို့သိသွားပြီလားအေးဟုတ်တယ်ညီမအဲ့နွားလို့ဘယ်လောက်ကြလဲနွားလို့ကကြတခုမှတော့1000ပဲကြာပါဈေးကြီးလိုက်တာရွာမှာဆိုလို့ရှိရင်8000ပဲပေးရတယ်ဟိုလေဒီကညို့ပေါ့နော်တကယ်တော့ဒီစင်းနဲ့ယူရင်ဆိုလို့ရှိရင်လည်းတခြားဆိုင်သွားပေါ့နော်ဒီဆိုင်ဆိုတော့ဈေးချူလေးနဲ့ရတာရောမရတဲ့နွားတို့တွေကမကောင်းဘူးဒီရဲကောကရတယ်နွားတို့တွေပဲကောင်းတာရှင်အကိုတို့ကတော့လာဆိုတော့သိမသိဘူးအားနာလိုက်တာရပါရဲ့အကိုရဲ့အဲ့လိုဆိုရင်နောက်လို့ယူမယ်နော်1000နော်ဟုတ်အခုကပတ်ဆက်မပါလာလို့ပတ်ဆက်ဒါပေမဲ့ဖုန်းလို့ပါလာအဲ့ဖုန်းနဲ့လွှဲပေးလိုက်မယ်နော်ညီမဟုတ်ကဲ့1000နော်ဟုတ်နေပြီညီမတထင်းမဟုတ်ကဲ့ဒီနေ့ဆိုင်ရောက်လာတာအစီကြီးလားဟုတ်ကဲ့မဆိုင်ရောက်လာတော့အစီကြီးပါရဲ့အေးဟုတ်လားညီမတော်ပေးဝဲနေမှာပဲပေါ့နော်အမ CCTV နဲ့ကြည့်ညာညီမရဲ့အလုံးလုံးတဲ့ဘောအမတဘောကြရဲ့အဲ့တော့ဒီနေ့ပဲပတ်ဆက်ပေးလိုက်တော့မယ်နော်အမတလားချင်းမှာ350ပြီးမှလေတခါတည်းညီမကိုအမလွှဲပေးလိုက်မယ်နော်ဟုတ်ကဲ့ပါမဒီနေ့အခုညီမကျမ9နာရီဆိုတော့စိုက်တွေက4နာရီခွဲပိတ်တာဘန်ဒီပါတွေသွားပြီးထုတ်လို့ရှင်ကြာလိမ့်မယ်အဲ့ညီမမနေ့ကျမှသွားထုတ်လိုက်တော့နော်ဟုတ်ကဲ့ပါမကျေးဇူးပါနော်အဲ့ဆိုအမအိတ်ကြလို့ရပြီလားရပြီ9နာရီဆိုစိုက်သေးတာဒီမှာကျတဲ့လူတွေကြတော့အမပဲသူတို့ရဝေးလိုက်တော့မယ်နော်ဟုတ်ကဲ့ပါမအဲ့ဆိုသွားလိုက်တော့မယ်နော်ငါပါမယ်ငါအိမ်နဲ့အရဲဝေးတာဆိုတော့ကင်မီနာကြီးကတော့မှရတက်စီရောက်သွားပြီညီမပဲသွားမှာလဲညီမဟိုအချစ်စက်လေးမှာသွားမှာနော်ဟုတ်ကဲ့ပါညီမရောက်ပြီနော်ဟုတ်ကဲ့ပါကိုကျေးဇူးပဲနော်ရပါတယ်တစီရနေကြလားဟုတ်တာပဲနေ့9နာရီဆိုတော့ငါကြည့်တယ်ဇလန်းတွဲလာနေပြီပဲကြည့်လို့ကောင်းလိုက်တာညမိုးချွတ်နေပြီဆိုတော့ငါလည်းသွားအိတ်တော့မယ်လေညရောက်နေပြီဆိုတော့ငါလည်းအိတ်ချင်နေပြီ